ကဲရော့အမေမမုံစားနော်တော်ပါရမစားတော့ပါဘူး အမလေးအခုမှ ID နေခံမနေပါနဲ့ကျောင်းတော့ကကြာတော့ဒီလောက်ငတ်နေပြီတော့အော်ဟုတ်ဒါနဲ့နင်ပုံထိတ်တွေဝယ်ပြီးသွားလား ငွေရသေးပါဘူးဟာဟိုကအမေကနောက်3-4အိမ်လောက်တဲ့အဝိရှော်ပြီးလို့ရှိရင်ဝယ်ပြီးမယ်လို့တော့ပြောတာပဲ အော်ဒီလိုလုပ်ပါလားငါ့စီမှာလေပုံထိတ်စာကိုတစုံပိုးနေတယ်အဲ့ဒါအဖေဝယ်ထားပေးတာမသိဘူးအမေနင်အဲ့ယူရလိုက်ငါအမေကိုပြန်ဝယ်ခိုင်းလိုက်မယ် မယူရဲပါဘူးနေမိတ်စုမှာပေါ့ မလေးမစုပါဘူးငါအမေကငါစကားတခုံးမယ်ခဏနေရလို့ရှိရင်နေမိတော်မှာငါတို့အိမ်လာဖို့ရှိတယ်အမေစောင်းနေလျှော့ခိုင်းဖို့ဆိုလားမသိဘူးအဲ့ဒါဒေါ်လေးလာမယ်တဲ့ခဏနေကြလို့ရှိရင်ဒါနဲ့နင်ကျူရှင်ပမာတက်မှာလေငါတော့ဒေါ်ဆန်းဆန်းကိုတော့တက်လိုက်တော့မယ် ငါဒီနေ့တော့ကျူရှင်မတက်တော့ဘူးဟာဘာဖြစ်လို့လဲဆိုတော့လေအမေလည်းအရန်ပင်ပန်းတယ်နောက်ပြီးတော့အမေတယောက်အားနဲ့လေငါ့ကိုကြောင်းထားပေးတာတော်တော်လေးပင်ပန်းနေဆိုတော့ဒီနှစ်ကိုကြောင်းစာလေးနဲ့ပဲငါလောက်လိုက်တော့မှာဟာတော်ပြီကျူရှင်မတက်တော့ဘူး ငါသမီးကငါ့ကိုငဲ့ပြီးတော့ကျူရှင်မတက်ဘူးလုံးနေပါလားငါမှငကက်ရှိနေကြရပြီဒီငကက်ကငါသမီးကိုငါဖန်စီလို့ပြောထားတာဒီနေ့တော့ဒီငကက်လေးကိုငါရောင်းပြီးတော့ငါသမီးတို့ကြောင်းစီလုပ်လိုက်မယ် နေမိလာပြီဒေါ်လေးလားအမေကတော့မရှိဘူးအမေအိမ်ပေါ်တက်မှာငါသမီးတို့ကကျူရှင်တက်မဲ့ကိစ္စကိုပြောနေကြလားကျူရှင်တက်ရမှာပေါ့ငါသမီးရဲ့တက်ရမှာပေါ့အမေကငါသမီးလေးတရားဟုတ်ပဲရှိတာငါသမီးကိုအမေမတက်တဲ့ပညာတွေကိုအမေအသက်ရှင်နေတဲ့ကာလတစ်ပတ်လုံးမှာငါသမီးကိုရအောင်တင်မယ်ကျူရှင်တက်နော်ငါသမီး我比你地方现在有的嘛就是把人的。အေးဒါလေအန်တီလေးဒီငကက်လေးကိုလေပြန်ရောင်းချင်လို့ပါအန်တီလောက်ထားတာတော့ကြာပြီကွယ်2019လောက်ထဲရပဲ ဟုတ်ကဲ့ရပါတယ်အန်တီကျွန်တော်တို့ဆိုင်ရနေလို့ပါတယ်ဘောင်ချာလေးပါတယ်ဆိုရင်ပေါက်စီနဲ့ပြန်ဝင်ပေးပါတယ်အန်တီ ပေါင်းချလားပါတယ်ခဏလေးအန်တီနှိုက်ပေးမယ်နော်ဒီမှာဒါပေါင်းချ ကျွန်တော်တို့ရုံလေးဆိုင်မှာကျတော့လေစိတ်နေလေးတွေကကျတော့အလဲစီတို့အယောင်အပက်ဆန်နဲ့အလဲထည့်ပေးလို့ရပါတယ်အန်တီက2019နဲ့ဝယ်လိုက်ဆိုတော့လေကျွန်တော်ပေါက်စီနဲ့ပြန်တက်ပေးမယ်နော်အန်တီအန်တီဝယ်လာကြတော့လေ2019တော့2သိန်း8တောင်နဲ့ဝယ်လာရဲဆိုတော့လေအခုပေါက်စီနဲ့ပြန်တက်တဲ့ခါကျတော့17သိန်းရတယ်အန်တီ ဟဲအဲ့လိုတော့ရတယ် ဟုတ်ကဲ့ရပါတယ်အန်တီ ကောင်းလိုက်တာ ဆက်မဝါတဲ့ပစ္စည်းတွေဆိုရင်ပေါက်စင်နဲ့ပြတ်ပြီးဆိုတော့အနဲ့လည်းတက်ပြရတယ် အေးဒါလေးရောင်းလိုက်မယ်နော်ဒါနော်သမီးဒေါ်လေးဘာကိစ္စရှိလို့လဲအမေကတော့မရှိဘူးအမေအပြင်သွားတယ်သမီးအမေစီကိုလာတာမဟုတ်ပါဘူးကလေသမီးတို့ကျူရှင်လာကလေဘယ်လောက်ရှိလဲကျူရှင်လာကသမီးတော့တိတိကျကျမသိဘူးဆရာမပြောတာကတော့တယောက်ကို3သိန်းကျော်ကြမလို့ပြောရတယ်ဘာဖြစ်လို့ဆိုတော့သမီးတို့က900ဝိုင်းလေ900ဝိုင်းဆိုတော့3သိန်းကျော်လာတော့ကြမလားမသိဘူးဟုတ်လားလေသမီးဒါလေးကိုလေကျူရှင်လာကလေးပြီးပါလားယင်ပူတော့ပူမှာပါပြီးတော့လေသူ့အတွက်လေလိုအပ်တာလေးကိုလေဝယ်ပေးလိုက်နော်အန်တီပြီးလို့ရှိရင် तू ယူမှာမဟုတ်ဘူးतू စိတ်မကောင်းဖြစ်မှာဆိုလို့လေနော်သမီးနော်ဒါလေးယူပေးနော်ဒေါ်လေးစိတ်တော့မရှိနဲ့နော်မေးရလဲစိတ်မစိုးနဲ့နော်လေဒေါ်လေးပတ်စံအများကြီးဘယ်ရလာလဲဒီလိုပဲပေါ့ငါသမီးရဲ့ရှာကြံရတာပေါ့ဒေါ်လေးငကက်ဒီတနေ့လောက်လိုက်ရတဲ့လောက်တယ်ဆိုလာစာမရပဲနဲ့လောက်ရတဲ့ဝန်ထမ်းဆိုငါတို့အိမ်ရှင်မတွေပဲရှိတယ်အလုတ်လေးပိတ်ရက်ကိုကူဖော်လောင်ဖက်မလားရမလားအောင်းမိပါသားလောက်တဲ့လူကအိတ်နေတယ်လင်လောက်တဲ့လူကဘာလုပ်နေလဲမသိဘူးဒီရောငါနဲ့တွေ့ဟုတ်ကောင်ကျောင်းပိတ်ရက်လေးပါလေဆောဆောစီစီအိတ်ရထပါလား ဟာမေးရမထားရင်နေပါဘူးဒီအကြောင်းပိတ်တယ်လေမေးရအိတ်ရှင်သေးတယ် ကျောင်းပိတ်လို့ဆောဆောစီစီထခိုင်းတာဗောတခါတလေလေးမအေကိုဝိုင်းပူတော့ပြီမှမရှိဘူးအာရှိအိတ်ရတယ်မှာပဲအိတ်ဟာမေးရမထားရင်ဗျာမလို့ရှင်အိတ်ရှင်တယ် မထားလို့မရဘူးထအကျော်ကဖက်အိမ်နဲ့တပုံစံနဲ့တော်ရောအဲ့ဒါဘာလုပ်နေရလဲ ဟောငါဒီတရားလေးရုံးပိတ်လို့ကိုယ့်ဘာကိုဖုန်းလေးဒီတိုင်းအေးဆေးကြည့်နေအောင်မင်းသားမနိုင်တာနဲ့ငါလာပြီးကိစ္စမဲနေရတော့ လေရုံပိတ်ရက်ဆိုလဲနည်းနည်းပါးပါအိမ်ကိုအကူလုံးလေးပဲလုပ်ပေးပါလားဒီမှာဒီနေ့ရှင်တို့ရုံပိတ်တယ်တနေ့ကုန်လုံးရှင်တို့သားဖားမြောက်လို့လောမယ်ကျမဒီလေးအနားယူတယ် ဟာအဲ့လိုလေမင်းလုံးအောင်မလေးငါတို့တားဖားနဲ့ဘာဆိုင်လို့တုံးဟာ ကျမလောရမယ်ဆိုတာသိတယ်နော်ရှင်တို့သားဖားမြောက်ကိုလေကျမတို့လိုအိမ်ရှင်မတွေအိမ်မှာလောက်တဲ့အလုပ်ဘလောက်ပင်ပန်းလဲဆိုတာကိုသိစေချင်လို့ကိုချင်းစားချင်လို့ဒီနေ့ရှင်တို့အလုပ်လုပ်
ဟောငါအဲ့တော့ဘာလုပ်ပြရမှာတော့ ဘာလို့ရမှာလဲအနောက်မှာအဝတ်လျှော်ဆက်မှာအဝတ်တွေလှည့်ထားတယ်အဲ့ဒီအဝတ်တွေကြာလို့ရှိရင်တခါတည်းအဝတ်လှမ်းအဲ့ကြပြီးရမပြီးသေးဘူးနော်ထမင်းအိုးမနှက်ညတခါတည်းတဲ့အော်မနှက်ညမတဲ့နဲ့ညနေစာတက်တဲ့မနှက်စာတက်တဲ့ခွဲပြီးတဲ့ ပြီးတော့မင်းနားမြင့်ပြီးတော့အကုန်လုပ်ပြီးမယ်ကွာနားတွေမကြီးနဲ့ ဟုတ်ကောင်အဲ့ဒါဘယ်တော့ ငါတငယ်ချင်းတွေသွားတွေ့မလို့ အမလီဘယ်တငယ်ချင်းနဲ့မှမသွားရဘူးဒီမှာဒီနေ့တစ်နေ့လုံးနင်တို့သားဖားညောင်လို့အိမ်လုံးလုံးရမယ် ငါဘေးတော့မလို့ရှင်ပါဘူးဆိုဗျာ မလောက်ရှင်လို့မရဘူးဒီမှာတအိမ်လုံးမှာရှိတဲ့အမိုက်တွေအကုန်လုံးပြောင်းလဲဟာလို့ကင်လိုက်လို့တဲတပုံရှိနေတယ်ငါလောက်ပြီသွား ပြီးရောဗျာ ဘယ်မှထွက်ဖို့စိတ်ကူးမရှိနဲ့ ဒီမင်းမနားကုန်ကြီးတယ်သူ့သားမနိုင်တာနဲ့ငါအလာမင်းတက်တက်ကြီးရှုံးပိတ်ရက်လေးကိုအေးစိတ်ကိုမနေအောင်ဘာမှမသိပွားစုပွားစု ဘာတွေတို့ပြောနေအောင်ကြားနေရတာနော်ဟင်း အေးလောက်နေတယ် အိမ်လှုပ်လေးတစ်ခါလောက်တာပတ်စီလှုပ်ဟုတ်ကောင်ကျောင်းတခြားတိုက်လုတ်ကိုလက်ကြောမတင်ဘူးနင့်ကိုယူမဲ့မိန်းမတော့ငါတော်ရင်လေးတယ်တကယ်ပဲငါမသေးရင်သေးဘူးသိလားမင်းဘလို့မိန်းမနဲ့ရမလဲဆိုတော့ငါကြည့်ကျင်သေးတာ ကျွန်တော်မိမရကျွန်တော်မိမအကုန်လုံးခိုင်းပါ ငါရွှေမလေးတော်တော်တနာပါတယ် အမေမောတာ မလေးထိုင်ဖို့မစင်စားနဲ့နော်ခိုင်းစရာရှိသေးတယ် ဟာမင်းခိုင်းတယ်ငါအကုန်လုပ်ပြီလေကွာမင်းကလေ ဒီမှာကျမတို့အိမ်ရှင်မတွေဆိုတာလေအလုတ်ဆိုတာပြီးတယ်ဆိုတာမရှိဘူးရှင်တို့ညတော့ကရှင်တို့သားဖားနှစ်ယောက်အချိန်မတော်ကြီးမျိုးထားတဲ့ပကံတွေအနောက်မှာသွားစေး ဟာမင်းစိတ်လိုက်ပါလားဒါလေးတော့ ကျမပြောပြီးပြီကျမဒီနေ့ duty off ရှင်တို့နှစ်ယောက်သွားအဲ့မှာပကံ5ချက်ရှိတယ်တယောက်ကို2ချက်အဖေဖြစ်တဲ့လူက3ချက်သွားစေး ဟာကွာမပြီးကုန်ပြီးနေငါစိတ်တွေလည်းညစ်တော့ပါမယ် မေသားပြပြအပြင်သွားရမယ် အမလေးသွားဖို့မစင်စားနဲ့မပြီးသေးဘူး ဘာကြံသေးလို့လဲမေရ ဘာခါရမှာလဲခုနမင်းအဖေလှမ်းထားတဲ့အဝတ်တွေ6မ6ကိုထိုင်ဆောင်နေအဲ့ဒီအဝတ်တွေ6တာနဲ့ခါလဲမိဘူးတိုက်ခါလဲဗီဒီယိုလေးကိုသိမ်း ပြီးရောဗျာမေရလည်းအများကြီးပဲခိုင်းနေရပဲ ဒီနေ့ငါ duty off လောက် ပြီးပြီမင်းခိုင်းတယ်ပြီးပြီ မလေးမပြီးသေးပါဘူးတော့ ဟာမင်းမဟုတ်တော့ကွာမင်းခိုင်းတယ်လေပကံဆေးဆိုလဲဆေးပြီအခုငါဘာထပ်လုပ်ပြအောင်မအောင် မကျမညာတိုင်းအိယာဝင်ကန်ကြီးတောက်နေကြလေရွှေရုပ်တင်အစီကြဝမ်းမှန်ဆေးပြားဘူးပျောက်နေတယ်လိုက်ရှာပြီး ဟာမင်းတောက်နေကြဆေးဘူးမင်းထားနေတာမင်းသိမှာပေါ့ငါဘယ်လိုလုပ်သိမှာတော့ မသိဘူးကျမမေ့သွားရဲ့အတိတ် ဟာအခုငါအရွှေရုပ်သွင်းဆေးဘူးလိုက်ရှာပြအောင်မှာပေါ့ ဒီနေ့ကျမရဲ့ duty off အဲ့တော့ရှင်လိုက်ရှာပြီးသွား ပြီးတော့ကွာအဲ့ဒီဆေးဘူးရွှေရုပ်သွင်းကဘာတွေများအဲ့လောက်ကောင်းလို့လဲငါ့ကိုဇွတ်လိုက်ရှာခိုင်းတယ်လူရှာပေးမယ် အမလီကောင်းပါတော့ကောင်းမရှင်တို့ကိုလေကျမကြမ်းမာနဲ့အခုချိန်ထိလေအိမ်အလုပ်တွေလုပ်ပေးနိုင်တာလေအဲ့ဒီရွှေရုပ်သွင်းအစီကြဝမ်းမှန်ဆေးပြားကိုညတိုင်းတောင်းနေလို့လိုက်ရှာပေးအဲ့ဒါကျမလက်ဆွဲတော့ ဟာမင်းဆေးဘူးဘယ်မှာမလဲငါလည်းမတွေ့ဘူးမင်းဟောရွှေရုပ်သွင်းတော့မင်းဒီဆေးဘူးပြောတာမဟုတ်ဘူးလား ဟုတ်တယ် အစောတာကဒီနားမှာရှိနေတာမဟုတ်ဘူးလား ဟုတ်တယ်ရှိနေတယ် အဲ့တော့ဘာကိစ္စနင်းကငါ့ကိုရှာခိုင်းနေတာတော့ဟာ ဘာဖြစ်လို့လဲဆိုတော့တမင်မတွေ့ကြအောင်စောင်းတာရှင့်ကိုတမင်ခိုင်းခြင်းလို့ပိတ်စေဘူးဟုတ်ကောင်ရေခက်ခက် ကြီးအမေနာလေးမှာလေ တီးတယ်ဒီရေမတောက်ရှင်ဘူးဟိုဘက်အင်အားကြီးသွားယူအလုပ်ဆိုတာခိုင်းတဲ့ရှိပါတယ်